ကျွန်တော် AutoCAD window ကိုရှင်းပြပြီးတဲ့နောက်မှာဒုတိယသွားရမှာဒီကျွန်တော် mouse အသုံးပြုပုံလေးဖြစ်ပါတယ် mouse အသုံးပြုပုံကတော့ကျွန်တော်တို့ AutoCAD မှာ computer basics မှာအသုံးပြုသလိုပဲကျွန်တော်အသုံးပြုရမှာဖြစ်ပါတယ် left click ဒီကျွန်တော်တို့ command တွေကို apply လုပ်တဲ့ click ဖြစ်ပါတယ် right click ဒီကျွန်တော်တို့ option တွေကိုထပ်ဝင်တာဖြစ်ပါတယ်ဥပမာဆိုပါစို့ကျွန်တော် line ဆိုတာလေးကိုယူပါတယ် draw toolbar မှာရှိတဲ့ line ဆိုတာလေးကိုကျွန်တော် left click နဲ့ပဲ click ပါတယ်ဒါဆို command ဝင်သွားပါပြီဒီအချိန်မှာကျွန်တော်လိုချင်တဲ့နေရာလေးမှာ click တစ်ချက်ချမယ်နောက်ထပ်ကျွန်တော် click တစ်ချက်ချပါတယ်ဒါဒီကျွန်တော်တို့က left click နဲ့ apply လုပ်ရတာဖြစ်ပါတယ် right click မှာတော့ကျွန်တော်ထပ်ပြီးတော့ option တွေဝင်ပါတယ်ဒီ command မထွက်သေးပါဘူးဒီအနေထားမှာကျွန်တော် right click လုပ်ပြီးတော့ကျွန်တော် enter လို့လုပ်လိုက်တာနဲ့ကျွန်တော် command ထွက်သွားပါပြီဒါဒီကျွန်တော် right click ဒီနောက်ထပ်ကျွန်တော် repeat line ကျွန်တော်နောက်ထပ် line တွေကိုထပ်ယူလို့ရတယ်ဒီလိုပါပဲကျွန်တော် left click နဲ့ click ချတယ် right click နဲ့ကျွန်တော် enter လုပ်တယ် cancel လုပ်တယ် repeat undo စသဖြင့်ကျွန်တော်ဒီမှာ right click ဒီကျွန်တော် option တွေထပ်ဝင်ပါတယ်ဒီလိုပါပဲကျွန်တော်ဒီမှာရှိတဲ့ scroll bar ဒီကျွန်တော် zoom in zoom out လုပ်ပါတယ် scroll bar ဒီကျွန်တော် zoom in zoom out လုပ်ပြီးတယ် scroll bar လေးကိုကျွန်တော်ဖိပြီးသွားခြင်းအပြင်ပန်သင်္ကေတလေးနဲ့ကျွန်တော် drawing လေးကိုကျွန်တော်အသေးအနေထားလေးနဲ့ရွှေ့ပေးပါတယ်အဲ့တော့ဒါဒီလည်းကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ drawing တွေကို zoom in zoom out လုပ်ပြီးတော့ကျွန်တော်လိုချင်တဲ့နေရာကိုမသွားဘဲနဲ့ပုံစံတိုင်းလေးပဲကျွန်တော်ပန်သင်္ကေတလေးကိုနှိပ်ပြီးတော့ကျွန်တော်လိုလိုသွားလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ AutoCAD window မှာ mouse ကိုကြမ်းကြမ်းကြည့်ရင်အသုံးပြုတတ်လိမ့်မယ်လို့ပြောနေပါတယ်